ငါပေါ့မိုင်းငါဘာပေါ့နေလေခရရရတန်တာမိဘဆရာကပေါ့လို့လို့မရှိဘူးအဲ့ဒီငါပေါ့ငါအဲ့ငါပေါ့ကဘာကြွားလေငါပြအာယုအဲ့ကိုမှတွေ့တာတတ်မဲ့တဲ့ပုဂ္ဂိုလ်ကြီးတရားမှာကြောက်တယ်ငါပြအာယုပေါ်ပေါ်တရားတွေမှာတွေ့တာတတ်မှုယုံလဲအောင်တတိပညာနဲ့ဒီရဲ့ပုဂ္ဂိုလ်တရားမှာမကြောက်ဘူးကြောက်ပါမလားဒီမှာကြောက်ရသည်ကျန်တဲ့ဘောလို့ပြောကြည့်ပါခန္ဓာကိုယ်တွေမမောလီဒီမှာကြောက်ရသည်ခန္ဓာကိုယ်တွေမမောလီဒီမှာကြောက်ရသည်ခန္ဓာကိုယ်အားမမတ်ညာဒီရမကြောက်သည်ခန္ဓာကိုယ်အားမမတ်ညာဒီရမကြောက်သည်ခန္ဓာကိုယ်မှာတွေ့တာတက်မှတ် attachment ထားတဲ့ပုဂ္ဂိုလ်လေဒီရမကြောက်သည်ဟုတ်လားဒီခန္ဓာမှာဓဝါဘယ်လောက်ရှိလဲဟင်ဘုရားက6ပေါက်ဒီဘက်က9ပေါက်ကြာစံကြီးတင်ထားတယ်လို့လေဟုတ်လားအလံပြူထောင်ထားကြဖိုင်ထောင်ထားတယ်အလံပြူထောင်ကြီးရောအလင်းဝင်မှုတင်ရင်းရှိမှုအလင်းဝင်မှုကျင့်ရဘယ်လိုရှိလို့လင်းဝင်မှုလဲတင်ရင်းရှိအေးတင်ရင်းရှိတင်ရင်းညီမှုရလားဟင်ရေချိုးပြီးတလကားလေးကနေမှန်ထောင်ကြည့်တော့တွေ့ပြီလားတင်ရင်းဟင်ဒီခန္ဓာကြီးอ่ะကိုယ်ကိုတတ်မဲ့တင်ရင်းဒီခန္ဓာကိုယ်တတ်မဲ့တင်ရင်းကိုကြောက်ဟင်တရားမှာကြောက်အဲ့တော့အဲ့ဒီတင်ရင်းရှိကအငားကြီးလာတာဒီခန္ဓာကြီးခဏငားသွားရတာမငားတာလားငားတာအချိန်တည်းပြန်ပြီးတော့အဲ့မှာလားအဲ့တော့ဒီခန္ဓာကြီးတန်ဖိုးရှိအောင်ခိုင်းဖို့မလိုဘူးလားနေတော့ကြိုက်အောင်နေသားကြည့်အောင်ခိုင်းရမယ်ဘယ်အလုပ်ဒီမှာခိုင်းတာများတာအာရီသမီးကြီးစီပွားကြီးငါပြအာယုကောင်းကုန်ကိစ္စအရေးတွေမှာပဲခိုင်းရမများလားများဒါဆိုရင်နေတော့ကြိုက်အောင်နေသားကြည့်အောင်ဘယ်အလုပ်ဒီမှာခိုင်းရမှာဒါနာသီလဘာဝနာအဲ့ဘုံလို့လားအေးတင်နေမပေါ်ခင်မှာအဲ့ဘုံလူတွေဟုတ်လားတခါကြီးအမှားခန္ဓာကြီးနိစ္စကတ်အောင်အဲ့ဘုံလို့လားအေးဒါတော့လူဘဝမနုဿတဘာဝဆိုတော့လူဘဝဆိုခဏယာယီနေအေးငရဲတိစ္ဆာပိတ်တာအထုလည်းလို့ခေါ်တယ်အပေလေးကိုအမြဲနေအေးအန္တဘာလပုရုဇဉ်အတန်းကြီးအတွက်ငရဲတိစ္ဆာပိတ်တာအထုလည်းဆိုတာအမြဲနေ